ကဲဟုတ်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုရီမှာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူဒီကိုထက် YouTube channel အသစ်ကလေးကနေပြီးတော့ကျွန်တော်ရဲ့ကိုရီမှာအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ကိုရီမှာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ကိုထက်ကနေပြီးတော့ဥဒ္ဒပရမဆုမကောင်းလေးတောင်းပေးရင်းနဲ့ပဲကျွန်တော်ရဲ့ကိုရီမှာအားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ဗုဒ္ဓကြပြီးတောက်ကြဆိုတဲ့3ရက်စာကျွန်တော်တို့ရဲ့ရှေ့ကပေါက်ကလေးရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ဒါအပါတိုင်းလိုကယ်ပေးလာခဲ့တဲ့ကျွန်တော်တို့ရဲ့ကယ်ပေါက်ကျန်ခဲ့တဲ့တစ်ပတ်မှာကျွန်တော်ကယ်ပေါက်မစိခဲ့ဘူးဆိုရင်တော့မှကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်တို့ကယ်ပေါက်နှစ်ပတ်တီနှစ်ခါရှိပြီးဆင်းသွားပေးနေတာနှစ်ပတ်တီနှစ်ခါဆင်းသွားလို့ကိုထက်ကြီးခွန်ကဘယ်လိုချင်းရှိလဲဆိုခွန်လဲလာမှာစိတ်ချတို့ပြင်မဲ့ကျွန်တော်ရချင်းကတော့ကြော်သွားပြီရချင်းကိုကျွန်တော်ခွန်နှစ်ပတ်တီနှလုံးလာပေးရမယ့်နေရာမှာကျွန်တော်တို့နှစ်ကိုနှစ်ခါလာပေးတယ်ဆိုတော့ရချင်းကြော်သွားခဲ့ပြီပြစ်တဲ့တော့ကိုဒါကယ်ပေါက်ပတ်တီခွန်လိုက်ထားမိတယ်ဆိုတဲ့အကူရီမတွေဘာမှဆေးရငယ်စရာမလိုဘူးဘာမှတွေးနေစရာမလိုဘူးကျွန်တော်ရဲ့ကိုယ်မှာပိုရူးနေမှာခွန်လာလိမ့်မယ်စောင့်ကြည့်နော်ပိုရူးနေမှာခွန်လာလိမ့်မယ်စောင့်ကြည့်ပြီးရင်ကျွန်တော်ကိုယ်မှာကျွန်တော်ကြံရက်အတွက်ပိုရူးကြပြီးတောက်ကြဆိုတဲ့3ရက်အတွက်ကိုကျွန်တော်တို့ရဲ့ရှေ့ကဲပေါက်ကလေးလာပြီကျွန်တော်အင်္ဂါနေ့ညနေစီရောက်လာပြီဖြစ်တဲ့အတွက်ကိုထုံးစံတိုင်းမှာကျွန်တော်တို့ကဲပေါက်ကလေးရမယ်ပြီးကျွန်တော်ရဲ့အကူရီအမတွေအားလုံးကျွန်တော်တို့ဒါformula သမားတွေအနေနဲ့ကကျွန်တော် break လိုက်တဲ့ကိုဒီမှာတွေပြောစရာရှိမယ်။နော် break လိုက်တဲ့ကိုဒီမှာတွေအနေနဲ့နှစ်ခွန် break လိုက်နေတာဆိုတော့နှစ်ခွန် break ကဘာဆက်လို့ရမလဲဆိုရင်ဆက်လိုက်ရမယ်เนาะကျွန်တော်ဒီမှာကျွန်တော်နှစ်ခွန် break ကတပတ်စာ break ဖြစ်တယ်။နော်နှစ်ခွန် break ဒီတပတ်စာပေးထားတာဖြစ်တယ်ကျွန်တော်4ချိန်တော့ကစားပွဲ4ချိန်တော့ပြီးသွားပြီဆင်းမလာသေးဘူးဖြစ်တဲ့တော့ကိုကျွန်တော်မျှော်စရာကစားပွဲ6ချိန်ရှိသေးတယ်။ဆိုတော့ break မှာ break ပါဆိုတဲ့အကူဒီမှာတွေ break ကို0ထပ်လိုက်လို့ရပါတယ်။နော်ဆိုရင်ကျွန်တော်တို့ဟိုအောင်သွားမယ်နေတဲ့ကိုသွားမယ်နေတဲ့မှာဆိုရင်တော့ကျွန်တော်ပြောရမှာဗျအဲ့ပုံစံရေးအဆင်မပြေဘူးเนาะအဆင်မပြေဘူးဘာလို့အဆင်မပြေရလဲဆိုရင်ကျွန်တော်ကိုမှကျွန်တော်တို့168 GB ဗျာ168 GB ကိုမနေ့စီမှာ1ထီညနေစီမှာ8ထီအဲ့ဒါကိုမှကျွန်တော်မနေ့စီမှာ193ညပရိညနေစီမှာ28ဆိုပြီးတော့ညပရိဒီကောင်တွေကလည်းလုတ်တယ်เนาะဒီကောင်တွေကလည်း share ကိုလုတ်နေတာသူတို့ကလည်းသူတို့စားပေါက်တယ်သူတို့မြင်မှာပေါ့နော်စားပေါက်တယ်သူတို့မြင်မှာပေါ့ share ကိုလုတ်နေတာသူတို့က share လုတ်ပြီးကျွန်တော်တို့ကလည်း share ခံရမှာပဲနော်ဆိုတော့နေတဲ့ green မှာကျွန်တော်တို့ဒါမရလိုက်ကြဘူးပေါ့နော်ဆိုတော့ကျွန်တော်နေတဲ့မှာလည်းအာဆင်ပြေတင်နေပြီကျွန်တော်ရတင်နေပြီပေါက်တင်နေပြီနော်ဆိုဖြစ်တဲ့အတွက်ကိုကျွန်တော်ဝင်มาဒါပေါ်ရူးနေမှာကျွန်တော်တို့ရအောင်ယူမှာကိုဖြစ်တော့မယ်ဆိုတော့ကျွန်တော်2ရက်စတိုင်းကျွန်တော်ငွေမထုတ်ခဲ့ရဘူးနော်ဆိုတော့မိသားစုဝင်တွေကတော့ဒါပြောနေကြမလို့မိသားစုဝင်ထားတဲ့အကူဒီမှာတွေကကျွန်တော်ဟိုးမကျော်စာတို့ပဲဒီနှစ်ဒါတနင်္လာနေ့မှာထွက်တယ်အင်္ဂါနေ့မှာထွက်တယ်ဒါပေမဲ့ကျွန်တော်တနင်္လာနေ့မှာထွက်ပြီးတဲ့ခါမှာကျွန်တော်တော်ပြီးနားပြီဆိုပြီးတော့နားပလိုက်တယ်အင်္ဂါနေ့မှာထပ်ပြီးတယ်ကျွန်တော်တို့ရဲ့နှစ်ပတ်တည်းထပ်ပြီးတော့ထွက်ပြီးလာတယ်ဆိုတော့ထပ်ပြီးလာလို့ကျွန်တော်တို့ကဆက်မလိုက်လဲရလို့ထပ်မရတော့ဘူးဆိုပြီးတော့ဆရာငယ်နေကြမလို့ကျွန်တော်ဝင်မှာကျွန်တော်လက်ဆောင်ပတ်တီးပေးထားပြီးသားနောက်ဆိုတော့ကျွန်တော်ဝင်မှာတွေအနေနဲ့ဒါဘော်ရူးကြာသပတေး2ရက်ကျန်တည်တဲ့ကျွန်တော်လက်ဆောင်ပတ်တီးကိုစော်ကစားဖို့အတွက်ကိုအဲဆိုတော့ဘော်ရူးနေ့နဲ့ကြာသပတေးနေ့မှာကျွန်တော်တို့ရဲ့လက်ဆောင်ပတ်တီးကိုထီထီမီမီစော့ပါကျွန်တော်ရဲ့အကူရီမတွေလက်ဆောင်ပတ်တီးပေးထားတယ်လက်ဆောင်ပတ်တီးရထားတယ်ဆိုတဲ့အကူရီမတွေမိသားစုဝင်ထားတဲ့အကူရီမတွေထီထီမီမီစော့ပါနောက်ဆိုရင်ကျွန်တော်တို့ဟိုအောင်သွားမယ်နော်အခွေလေးလေးပြောစရာရှိဦးမယ်အခွေအနေနဲ့ကကျွန်တော်တို့ပါတယ်9338အခွေ9338အခွေဟူးမကျော်မှတ်ထားတာဖြစ်တယ်ဆိုတော့ကျွန်တော်မနေ့ပြန်ဘော်ရူးတရက်ပဲကျန်တော့တယ်9338အခွေကနော်9338အခွေကဘော်ရူးတရက်ပဲကျန်တော့တာဖြစ်တဲ့တော့ကိုကျွန်တော်ရဲ့အခွေမတွေအခွေလိုက်တယ်ဆိုတဲ့ကိုဒီမရေကြီးနဲ့ဘော်ရူးနေမှာဆက်ပြီးတော့လိုက်စီခြင်းနဲ့လိုက်လဲလိုက်ပါအားကောင်းပါတယ်နောက်ပြီးတော့ဒါကျွန်တော်ဒီကနေ့အင်္ဂါနေ့မှာကျွန်တော်ပြောခဲ့ပါသေးတယ်ဒါမနေ့ကတော့ပြောခဲ့သေးတယ်ကျွန်တော်18ရက်နေ့မှာအဲ့ဒီ8ကဆင်းလာနိုင်တယ်ကျွန်တော်8ရက်ဒီမှာလည်းအဲ့လိုမျိုးလုပ်ခဲ့ဘူးတယ်လို့ကျွန်တော်ပြောခဲ့သေးတယ်နော်18 8လမှာကျွန်တော်တို့8ပိုင်းဆင်းပြီးလာနိုင်တယ်ဆိုပြီးတော့ပြောခဲ့သေးတယ်တို့ပြင်မဲ့ဒါကျွန်တော်အကီးတွေပဲထည့်ပေးခဲ့တာပေါ့နော်ကီးတွေပဲပေးခဲ့တာကျွန်တော်ပါဆိုရင်80ရှင်က2ကွက်ပဲပါခဲ့တာနော်ဆိုတော့မှန်ရလိုက်ကြဘူးပေါ့ဗျာနှစ်ရှည်ဆိုတော့လေမနက်3ညပရိညနေ3ညပရိနေဒီကောင်တွေကလည်းလှုပ်တော့လှုပ်စားနေရပဲဒီမှာတခုတတိထားစရာပြောပြီးမှကျွန်တော်ရဲ့ကိုကြီးမတွေကျွန်တော်ကြံခဲ့တဲ့တစ်ပတ်တော့4ရက်ကစားပွဲရှိတယ်ပိုရူးနေပေးခဲ့တယ်ဒါအဲ့ဒီ4ရက်ကစားပွဲမှာကျွန်တော်4ရက်စလုံးမှာ6ကဆင်းလာပေးခဲ့တယ်နော်ဆိုတော့ဒီတစ်ပတ်မှာတနင်္လာနှစ်ဆင်းပြီးသွားပြီးအင်္ဂါမှာနှစ်ဆင်းပြီးသွားပြီးဗုဒ္ဓနေ့မှာလည်းကျွန်တော်4ခုနှစ်အပြီးရရှိသေးတာဖြစ်တဲ့အတွက်ကိုနှစ်ကိုတတိထားပါနော်နှစ်ကိုတတိထားပါဆိုတော့အများကြီးတော့ပြောစရာမရှိတော့ကျွန်တော်ဟိုပဲသွားမယ်နေတိုင်းကိုပဲသွားရတော့မှာနော်ဆိုရင်နေတိုင်းနေလဲဆိုရင်ကျွန်တော်ကမှအားလုံးကျွန်တော်19ရက်8လ2026ပို့ရူနေကုန်သားကဲဘောက်ကိုကျွန်တော်နောက်မှပြောပြသွားမယ်နော်ကဲဘောက်စောင့်နေတဲ့ကိုညီမတွေစိတ်ကလေးရှိထားပြီးနော်အရှိမလဲကျွန်တော်နေတိုင်းကောပြီးရင်ကျွန်တော်ပြောစရာရှိတာလေးပါခါလေးအပြီးပြောပြမှာဖြစ်တဲ့အတွက်ကိုနော်ဆိုတော့ဒီဘက်မှာတော့ကြံကနေမရှိတော့ဘူးလို့တော့ကျွန်တော်ထင်တာပဲနော်ကြံကနေမရှိတော့ဘူးလို့တော့ကျွန်တော်ထင်တယ်ဆိုတော့စမယ်
နော်နေတဲ့ကလေးစားခုံမှာကျွန်တော်19ရက်8လ2026ဗုဒ္ဓဟူးနေကုံစာနော်ကျွန်တော်ဗုဒ္ဓဟူးနေကုံမှာကျွန်တော်တို့အကောင်းဆုံးမှာဆိုတဲ့ဝမ်းကြီးတစ်စုံရမယ်မေယော6ခွက်ရမယ်တစ်ခွက်ကောင်းရမယ်ဘိုင်ပတ်တီးရမယ်ဘရိတ်တစ်စုံရမယ်နော်ဆိုရင်ကျွန်တော်ဝမ်းကြီးလေးကနေစခေါ်ပေးမယ်ဗုဒ္ဓဟူးနေကုံမှာကျွန်တော်တို့အစင်းကိုစင်းရမယ်လာကိုလာရပါမယ်ဆိုတဲ့ဝမ်းကြီးကလေးဒီ3ညပိုင်း3ညပတ်တီး9ပိုင်း9ပတ်တီး3ညခွန်ဝမ်းကြီးပဲဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့အကောင်းဆုံးဝမ်းကြီးဒီဗုဒ္ဓဟူးနေကုံမှာ3ညခွန်ဝမ်းကြီးပဲဖြစ်တဲ့ရှင်းနေမှာကျွန်တော်ရှင်းမှာပြောခဲ့တယ်လို့မျိုးပဲပေါ့နော်ကျွန်တော်ရှင်းနေရဲ့အင်္ဂါတနင်္လာအင်္ဂါ2ရက်မှာကျွန်တော်တို့အစင်မပြေခဲ့ကြဘူးဝင်မထုတ်နိုင်ခဲ့ကြဘူးနော်ဒါမိသားစုဝင်လေးတွေပဲရခဲ့တယ်ဆိုတော့လွဲတဲ့နေရာမှာလည်းကျွန်တော်တို့အဲ့ဒီလိုမျိုးလွဲတတ်တယ်ကတိကချော်လေးတွေကိုလွဲနေတာဆိုတော့ဒီတစ်ပတ်မှာကျွန်တော်ဝင်မရသေးဘူးဖြစ်တဲ့အတွက်ကိုကျွန်တော်ကမှဗုဒ္ဓဦးနေ့မှာတော့ကျွန်တော်တို့ဒါပြောခဲ့တဲ့အတိုင်းရအောင်ယူမှာဖြစ်မယ်ဘာတွေနဲ့ရအောင်ယူမှာလဲ3ညခွန်ဝမ်းချင်းထိအောင်ကစားပါနော်3ညခွန်ဝမ်းချင်းထိအောင်ကစားပါဆိုတော့ဒီ3ညခွန်ဝမ်းချင်းနေရာမှာကျွန်တော်ဘိုင်ပတိရွေးထုတ်ပေးထားသေးတယ်နော်ကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ပတိတစ်လုံးနဲ့ရွေးထုတ်ပေးထားသေးတယ်ပြီးရင်ပြောပြမယ်ဆိုရင်ကျွန်တော်တို့ဝမ်းချင်းဒီဗုဒ္ဓဦးနေ့ကမှာအကောင်းဆုံးဝမ်းချင်းဒီ3ညခွန်ဝမ်းချင်းအဲ့ဒီ3ညခွန်ဝမ်းချင်းကျွန်တော်ကမှတွေဘာတွေနဲ့ကပ်မလဲဆိုရင်ဗုဒ္ဓဦးနေ့ကမှာကျွန်တော်တို့မထီမဖြစ်ပါဆိုတဲ့ကီးတစ်စုံဒီ4-9ဆိုတဲ့ကီးတစ်စုံဗုဒ္ဓဦးနေ့ကမှာကျွန်တော်မထီမဖြစ်ပါဆိုတဲ့ကီးတစ်စုံဒီ4-9ဆိုတဲ့ကီးတစ်စုံ4ပါဝါကို4နဲ့ခ2ဆိုတဲ့ကီးတစ်စုံဒီဗုဒ္ဓဦးနေ့ကမှာတစ်လုံးတေချာလာလိမ့်မယ်ဆိုတော့ကျွန်တော်ရဲ့ကိုယ်မှာကျွန်တော်တို့3ညခွန်ဝမ်းချင်းကိုဒါ4-9နဲ့ကပ်မယ်ဆိုတော့အဲ့ဒီလိုမျိုး3ညခွန်ဝမ်းချင်းကို4-9နဲ့ကပ်ပြီးတဲ့အခါမှာကျွန်တော်တို့3ညနဲ့ပတ်သက်ပြီးမေယော3ခွက်3ညနဲ့ပတ်သက်ပြီးမေယော3ခွက်ခွန်နဲ့ပတ်သက်ပြီးမေယော3ခွက်မေယော6ခွက်ရလာမယ်ဆိုရင်ကျွန်တော်တို့ဒါ3ညနဲ့ပတ်သက်ပြီးမေယော3ခွက်ကနေရင်သုံးစားပြီးတော့ခေါ်ပြီးမယ်လိုက်မှတ်မယ်ဆိုတဲ့ကိုဒီအမတွေအစင်းသင်းပြင်ထားပေးကြမယ်နောက်အစင်းသင်းပြင်တဲ့ချင်းလေးတွေမှာကျွန်တော်ရဲ့ကိုဒီမှာအားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ထားပေးပါနှိပ်ထားပြီးသားပြီဆိုတဲ့ကိုဒီမာရီယာလည်းကျွန်တော်အခြားတူတီနဲ့ပတ်သက်ပြီးတော့ share လို့ရတဲ့နေရာလေးတွေမှာ share ပေးပါ share တတ်တယ်ဆိုရင် share ပေးပါမ share တတ်ဘူးဆိုတဲ့ကိုဒီမာရီ like လက်မလေးနှိပ်ပါ comment ကလေးမှန်ပေးပါเนาะဒီရက်ပိုင်းတွေမှာကျွန်တော်မပြောဘူးဆိုတာနဲ့ like လက်မလေးတွေနည်းသွားတယ် comment လေးတွေနည်းသွားတယ်ဒါကျွန်တော်ပဲမပြောလို့လားဒါမှမဟုတ်ကျွန်တော်တို့ဟာခုထက်ဒီရက်တွေကနန်းမှန်သေးဘူးမပေးကျင်သေးဘူးဆိုပြီးတော့ပဲမပေးတာလားဘာကြောင့်လဲပေါ့နော်ကနန်းမှန်တာနဲ့ပဲ like မပေးတော့ဘူးလားကျွန်တော်ရှေ့တစ်ပတ်ဒီမှာ share ရခဲ့တဲ့အောင်မြင်မှုတွေကျွန်တော်3-4ပတ်ဆက်ပြီးတော့ရခဲ့တာ။နောက်အခုတစ်ပတ်တောင်ဒါပွဲမပြီးသေးဘူးကျွန်တော်2ရက်လောက်ပဲပြီးသေးတယ်2ရက်ပဲပြီးသေးတယ်။အဲ့2ရက်အတွင်းမှာမရဘူးဆိုတာနဲ့ကျွန်တော်ရဲ့ကွန်မာတွေဒီလိုပဲ like မပေး comment မရေးပဲနေတော့မှလားပေါ့။နော်မေးစရာလေးတွေရှိလာပြီ။နော်မေးစရာလေးတွေရှိလာပြီ။ဆိုတော့လုပ်ပြီးတော့ကြပါအောင်။နော် like လက်မလေးနေပါ comment လေးမှန်ပြီးချက်ပါ။ဆိုရင်ကျွန်တော်တို့နေတဲ့ကလေးပြန်ဆက်ခေါ်ပြီးမယ်။နော်ကျွန်တော်3ညခွန်ဝမ်းချင်းကို2-4နဲ့ကပ်ပြီးတဲ့အခါမှာကျွန်တော်3ညနဲ့ပတ်သက်ပြီး3ခွက်2နဲ့ပတ်သက်ပြီး3ခွက်နော်3ညပိုင်း3ညပတ်တီးနဲ့ပတ်သက်ပြီးမြေ3ခွက်ဒီ3ည2 3ည4 3ည9နော်ကျွန်တော်3ည4 40ရတော့ပြန်ကနန်းပေါ့ဗျာဒီနေ့လာညနေဈေးရပေါ့နော်40ရတော့ပြန်ကနန်းတစ်ခွက်ပါနေတယ်ဆိုတော့3ည2 3ည4 3ည9နော်ပြီးရင်ကျွန်တော်ကိုမှအားလုံးပဲခွန်နဲ့ပတ်သက်ပြီးမြေ3ခွက်ခွန်နဲ့ပတ်သက်ပြီးမြေ3ခွက်ဒီလေခွန်2ခွန်4ခွန်9နော်ခွန်ပိုင်းခွန်ပတ်တီးနဲ့ပတ်သက်ပြီးမြေ3ခွက်ဒီလေခွန်2ခွန်4ခွန်9နော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တို့3ညနဲ့ပတ်သက်ပြီးမြေ3ခွက်ခွန်နဲ့ပတ်သက်ပြီးမြေ3ခွက်ပေါင်းမြေ6ခွက်ရလာပြီဆိုတော့ဒီပေါင်းမြေ6ခွက်ထိကနေမှဒါကျွန်တော်ရဲ့အကြိုက်ဆုံးမြေတစ်ခွက်ကောင်းလေးတင်ထိုးအနေနဲ့ရွေးထုတ်ပြီးတော့မယ်ဆိုတော့ကျွန်တော်ထုံးစံတိုင်းမှာကျွန်တော်တစ်ခွက်ကောင်းကိုရွေးမထုတ်ခင်မှာကျွန်တော်တို့ရဲ့ဒါဗုဒ္ဓဦးနေ့စာပိုင်းပတ်တီးလေးကိုအရင်ဆုံးရွေးထုတ်သွားကြမယ်နော်ဗုဒ္ဓဦးနေ့ကမှဒါကျွန်တော်3ညခွန်ဝမ်းချင်းစီစင်ရတင်ရမယ်လာကိုလာရမယ်ဆိုတော့တစ်လုံးထိဝမ်းချင်းလေးပဲဖြစ်တယ်နော်ဆိုတော့အဲ့ဒီဝမ်းချင်းနေရာမှာဒါကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ပတ်တီးလေးတစ်လုံးမှာဆိုရင်ခွန်ပိုင်းခွန်ပတ်တီးပဲဖြစ်တယ်နော်ခုနှစ်ပိုင်းခုနှစ်ပတ်တီးဒီဗုဒ္ဓဦးနေ့ကမှဒါကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ပတ်တီးလေးတစ်လုံးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘိုင်ပတ်တီးကခွန်ပိုင်းခွန်ပတ်တီးဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့တစ်ခွက်ကောင်းစီလဲခွန်တိတ်စီးနဲ့ပဲလာရမယ်ခွန်တိတ်စီးနဲ့လာပါမယ်ဆိုရင်ကျွန်တော်ကမှအားလုံးပဲကျွန်တော်တို့ခွန်2ခွန်4ခွန်9ဆိုတဲ့မဲရ3ခွက်ရွေးရရှိတယ်ဒီ3ခွက်ထဲမှာကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းလေးဒီခွန်2ဆိုတဲ့9ပရိလေးပဲဖြစ်ပါတယ်နော်ခွန်2ဆိုတဲ့9ပရိလေးပဲဖြစ်တယ်ခွန်2ဆိုတဲ့9ပရိလေးတီးတာကျွန်တော်အကြိုက်ဆုံးမဲရတစ်ခွက်ကောင်းတင်ထိုးလေးပဲဖြစ်တယ်နော်ဆိုတော့ကျွန်တော်ကမှလေးကျွန်တော်တို့ဒါနေတိုင်း1ချိန်ဘိုင်ပတီမဲရ6ခွက်တစ်ခွက်ကောင်းခေါ်ပေးပြီးကြပြီဆိုရင်နေတိုင်းတော့ကျွန်တော်တို့ break ပဲကျန်တော့မယ်နောက်ဆိုရင်ကျွန်တော် break လေးစားပြီးတော့ခေါ်ပေးမယ်ဗုဒ္ဓဦးနေ့ကမှကျွန်တော်အကြိုက်ဆုံး break ဒီ4 go break ဗုဒ္ဓဦးနေ့ကမှကျွန်တော်အကြိုက်ဆုံး break ဒီ4 go ဆိုတဲ့ power break လေးပဲဖြစ်တယ်ကျွန်တော်4 break ကဒါ40နဲ့ပြန်ကနေတစ်ခွက်လဲပါထားတယ်ဆိုတော့ကျွန်တော်ဂိုမာတွေအနေနဲ့4 break ကိုဒါ
ဒါကြိုက်တယ်ဆိုရင်တော့လိုက်ဆော့မကြိုက်ဘူးဆိုရင်တော့မဆော့နဲ့ပဲကျွန်တော်ကတော့ဒါအရှင်းဆုံးပဲကျွန်တော် site ထဲ formula ထဲမှာရှိတဲ့အတိုင်းကျွန်တော်ကြိုးစားလို့ရလာတဲ့အတိုင်းပဲကျွန်တော်ရဲ့ကိုယ်မားတွေကိုကျွန်တော်ချပြပေးတာဖြစ်တယ်အကြမ်းမြင်ရနေလို့ပေးတာမဟုတ်ဘူးဆိုတော့အကြက်ချင်းတူမှာဆော့ပါဒါ site ကပေးတယ် formula ပေးတယ်ဒါကျွန်တော်ကိုယ်တိုင်ကလည်းဒါဝင်နေကောင်းတယ်ဆိုတဲ့ site တွေကိုရှာတွေ့မိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ကိုယ်မားတွေနဲ့ကျွန်တော်နဲ့အတူတူအောင်မဲခံနိုင်ကြမှာပါနော်ဆိုရင်ဆောက်မြင်နေကြတယ်ကျွန်တော်ဒီမှာနေကိုကျွန်တော်ကဲပေါင်းမှာပြောခင်မှာအပူပြောမယ်ဒီအပူကတော်တော်အရေးကြီးနေပြီဗိုလ်ရူးနေမှာကျွန်တော်အပူလိုက်မယ်ဘာကြောင့်အပူလိုက်မှာလဲဆိုကျွန်တော်9ပတ်တီထွက်သွားပြီမလို့နော်4ပတ်လောက်ကိုကျွန်တော်တို့ပျောက်လာတဲ့9ပတ်တီထွက်သွားပြီမလို့ကျွန်တော်တို့အပူဗိုလ်ရူးနေမှာရှိတယ်အပူကြိုက်တယ်အပူလိုက်ဘာဘူးလဲဆိုရင်ကျွန်တော်တို့2ဘူး4ဘူး9ဘူးနော်ဗိုလ်ရူးနေကမှာအပူဒီကျွန်တော်အကြိုက်ဆုံးအပူ3ခွက်ဒီ2ဘူး4ဘူး9ဘူးအပူနော်အပူရှယ်ဘူးလေးတွေ2ဘူး4ဘူး9ဘူးဆိုတဲ့အပူ3ခွက်ပါအပူလိုက်တယ်အပူကြိုက်တယ်ဆိုတဲ့ကိုရီမတွေအဲ့ဒီအပူ3ခွက်ကိုအထူးပေးယူဆိုင်ပါအခုမှစားလိုက်မယ်ဆိုတဲ့ကိုရီမတွေကလည်းဒီအပူ3ခွက်ကိုတင်ဆော့လို့ရပါတယ်နော်အပူ10ဘူးလေးတော့ရန်ဆော့ပေါ့နော်တော့ကြအပူပြောနေပြီးတော့အပူဆင်းလာရတာနဲ့ကျွန်တော်တို့ဒါရွေးခွက်အပူတွေကမပါဘူးဆိုပြီးတော့မရလိုက်မှဖြစ်မှာဆိုလို့နော်အပူ10ဘူးလေးတော့အရန်နေနဲ့ဆော့2ဘူး4ဘူး9ဘူးတင်ဆော့လို့ရတယ်ဆိုတော့ကဲဘောက်ကိုတောင်းမယ်အကုန်လုံးစောင့်မြင်နေကြတယ်ကဲဘောက်နော်ကျွန်တော်တို့ရဲ့အပတ်တိုင်းလိုရှယ်ကဲပြီးလာတဲ့ကဲဘောက်ကြံခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်ဒီတစ်ပတ်ထိကူးသွားခဲ့တယ်တနင်္လာရင်က2ရက်အတွင်းပဲဆင်းခဲ့တယ်ဆိုတော့ကျွန်တော်တို့အခုကြာရက်ဖြစ်တဲ့ဗိုလ်ရူးကြာပြီးတောက်ကြဆိုတဲ့3ရက်အတွင်းကိုကျွန်တော်တို့ဆင်းကိုဆင်းရမယ်လာကိုလာရမယ်ဆိုတဲ့ပတ်တီးနှလုံးရဲ့မင်းရော၄ခွက်ကျွန်တော်တို့ရဲ့ကဲဘောက်ဆိုတော့ပတ်တီးလေးကနေစခေါ်ပေးမယ်နော်ကျွန်တော်တို့ရဲ့3ရက်စာဗိုလ်ရူးကြာပြီးတောက်ကြဆိုတဲ့3ရက်စာကိုကျွန်တော်တို့ရဲ့ကဲဘောက်ပတ်တီးဒီ3ပတ်တီး10ပတ်တီး38ပတ်တီးပါနော်3ပတ်တီးကဲပေါက်10ပတ်တီးကဲပေါက်ပါဆိုတော့ကျွန်တော်ကမာရီ38ပတ်တီးကိုပတ်တီးနှလုံးဆော့စရာမလိုပါဘူးကဲပေါက်လိုက်တဲ့ကူကြီးမာရီအထူးတတိထားပါအထင်မြင်နေလွဲနေကြမှာဆိုလို့ပါပတ်တီးနှလုံးဆော့စရာမလိုဘူး3ပတ်တီးကြရင်3ပတ်တီးဆော့10ပတ်တီးကြရင်10ပတ်တီးဆော့နော်ဒါပေမဲ့ကျွန်တော်အခုခေါ်ပေးသွားမယ်မင်းရော၄ခွက်ကိုတော့ပတ်တီးတစ်လုံးနဲ့အတူတူရွေးပြီးတော့ဆော့ရမယ်နော်မင်းရော၄ခွက်ကိုတော့ကဲပေါက်လိုက်တဲ့သူတိုင်းမဖြစ်မနေဆော့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်တီးတစ်လုံးနဲ့မင်းရော၄ခွက်ဖြစ်သွားလိမ့်မယ်ဟုတ်တယ်မလားပတ်တီးကနှလုံးမဆော့အောင်နော်3ပတ်တီးမင်းရော၄ခွက်10ပတ်တီးမင်းရော၄ခွက်ဖြစ်သွားလိမ့်မယ်ဆိုတော့မင်းရော၄ခွက်ကိုကျွန်တော်အခုခေါ်ပေးမယ်နော်မင်းရော၄ခွက်အနေနဲ့ဆိုရင်ကျွန်တော်ကအားလုံးကျွန်တော်တို့ကြံ3ရက်တွင်မှာကျွန်တော်တို့ရဲ့ကဲပေါက်မင်း၄ခွက်တီး30 35 80 85ပါနော်ကြံ3ရက်မှာကျွန်တော်တို့ရဲ့ကဲပေါက်မင်း၄ခွက်တီး30 35 80 85ပါဆိုတော့3ပတ်တီး10ပတ်တီး30 35 80 85ဒီကျွန်တော်တို့ရဲ့ကဲပေါက်ပါပတ်တီးတစ်လုံးနဲ့မင်းရော၄ခွက်လိုက်ပါ3ပတ်တီးရဲ့30 35 80 85ဆိုတဲ့မင်းရောခွက်ရဲ့ဆော့မယ်ကျွန်တော်တို့က10ပတ်တီးလိုက်မယ်ဆိုတဲ့ကိုဒီမာရီကလည်း10ပတ်တီးရဲ့30 35 80 85ဆိုတဲ့မင်းရော၄ခွက်ရဲ့ဆော့မယ်နော်ပတ်တီးတစ်လုံးနဲ့မင်း၄ခွက်ကတော့မဖြစ်မနေဆော့ရပါမယ်ပတ်တီးကိုနှလုံးလုံးဝဆော့စရာမလိုပါဘူးဆိုတော့နားလည်မယ်ထင်တယ်အားလုံးပဲပြောတဲ့ရှင်မရှိတော့เนาะဘာမှမရှိဘူးဆိုတော့အားလုံးပဲခုလည်းပါမင်္ဂလာရှိသောညာချမ်းလေးဖြစ်ကြပါစေကျွန်တော်တို့ကအားလုံးပဲကျွန်တော်တို့ဗိုလ်ရူးနေလီမှာတကွာကောင်းနေမြေခွက်တွေမိပြီးတော့အောင်မြင်မှုတွေရရှိနိုင်ကြပါစေလို့ဆုမကောင်းလေးတောင်းပေးနေပဲကျွန်တော်တို့ကအားလုံးပဲခုလည်းပါမင်္ဂလာရှိသောညာချမ်းလေးဖြစ်ကြပါစေဗျ